မင်္ဂလာပါရှင်ကချင်ပြည်နယ်ဟူးကောင်းကြိုင်ဝမ်းကထွက်ရှိတဲ့လှပသောဘယင်းအကြောင်းကိုမိတ်ဆက်ပေးပါရစေဘယင်းဟာတစ်ဆေးတစ်မျိုးဖြစ်ပြီးမြေအောက်ထဲမှာနှစ်များစွာတည်ရှိနေပြီးကဘာပေါ်ရှိအပူချိန်ဖိအားများကြောင့်ကြောင်းမြင်တစ်ခုအဖြစ်ပုံဖော်သွားခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံဟာနှစ်တန်း100ကျော်အရွယ်ရှိဘယင်းများတွေ့ရှိရသောနိုင်ငံတစ်ခုဖြစ်ပါတယ်ဘယင်းဟာအီလာဖြုံဂုံတတိရှိတာကြောင့်ယောဂဝေဒနာများကိုလည်းတက်တာပျောက်ကင်းစေပါတယ်နော်ဘယင်းဝတ်ဆင်မယ်ဆိုနှလုံးနဲ့အနီးဆုံးနေရာမှာထားဝတ်ဆင်မယ်ဆိုသွေးလည်ပတ်မှုကောင်းစေတယ်။ဒါကြောင့်နှလုံးသွေးကြောကျဉ်ယောဂါနဲ့အမောမခံနိုင်သူတွေအတွက်တက်တာပျောက်ကင်းစေပါတယ်ရှင်။နှလုံးရှိရာဘက်ဖက်လက်မှာဝတ်ဆင်မယ်ဆိုကွန်ပျူတာနဲ့ဖုန်းသုံးများသူတွေအတွက်လူကိုထိခိုက်စေရဲ့ဝေးကနေကာကွယ်ပေးပြီးအစစ်အမြစ်ကြိုက်တာလက်ကြိုက်တာစတဲ့ဖြစ်ပေါ်စေတဲ့အရာကိုကာကွယ်ပေးပါတယ်ရှင်။သမီးလက်တွေ့ပါနော်။ကိုဝန်ဆောင်မိခင်တွေအတွက်သွေးလည်ပတ်မှုအားကောင်းလို့ဗိုက်ထဲမှာရှိတဲ့ရင်သွေးလေးကိုအောက်ဆီဂျင်ပြေဝစေပါတယ်ရှင်။သွေးခုန်နှွမ်းထိန်းညှိပေးလို့သွေးတိုးသွေးကြအတွက်တင့်လျော်ပါတယ်ရှင်။လေးဘက်နာအစစ်အမြစ်ကြိုက်ခဲသူအတွက်အယိုးနဲ့ထိဆက်ရာနေရာမှာလက်စွပ်ဝတ်ဆင်ခြင်းအပြင်အကြိုက်ခဲတက်တာပျောက်ကင်းစေပြီးညကိုအိပ်ပျော်စေပါတယ်။ကြည်ပေါင်းအတွက်ကဘယင်းကောင်းအုံးနဲ့အိပ်ပြီးဘယင်းရတနာတွေကိုဝတ်ဆင်ထားရင်လုံးဝတက်တာစေပါတယ်ရှင်။ဘယင်းဟာလူသားတွေအသုံးပြုခဲ့ကြတဲ့ရှေးကြဆုံးရတနာထဲမှာပါပါတယ်ရှင်။ရှေးမြန်မာခေတ်အဆက်ဆက်နဲ့အခြားဥရောပတိုင်းပြည်များမှာလည်းဝတ်ဆင်ကြပါတယ်ရှင်။သုတေသနသမားတွေအတွက်တော့ရှေးကြဆုံးအရာဝတ္ထုကိုစမ်းသပ်သုတေသနပြုလုပ်ခွင့်ရတဲ့မဟာအခွင့်အရေးကြီးပါပဲရှင်။ကချင်ပြည်နယ်တနိုင်းဒေသထွက်ဘယင်းတွေကိုဟူးကောင်းဘယင်းရန်ကုန်ဆိုင်ကြီးမှာမိမိစိတ်ကြိုက်အမျိုးအစားစုံလင်စွာလေ့လာခဲယူလို့ရပြီနော်မိတ်ဟောင်းမိတ်တစ်များကိုလည်းကြိုဆိုလျက်ပါရှင်ကျမ်းမာရေးနဲ့အလှပအတွက်အရန်ကိုအသုံးခင်နဲ့ဟူးကောင်းဘယင်းရှိပြီနော်ยังสงกางแต่ရှိတယ်တော့ยังสงกางแต่ရှိ